မင်းလာပါပိုင်စိုးထွန်းချင်နေရနေကြိုးစိုးပါတယ်တခါတလေကျွန်တော်တို့ရဲ့ဘဝမှာဒေါ်လာထွက်နေတဲ့လူတွေနဲ့ရင်ဆိုင်ရတာပါတယ်သူတို့ကဆဲဆိုတယ်အော်ဟစ်တယ်စိတ်နဲ့မှပြောဆိုရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒေါ်လာပြန်ထွင်းပြီးရင်အဲ့ဒီဆက်ဆံရေးကပျက်စီးသွားတတ်ပါတယ်ဒါပေမဲ့စိတ်ပညာအရအဲ့ဒေါ်လာဓာတ်ဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ60စက္ကန့်ပဲတည်ရှိရဆိုတာခင်ဗျားသိပါလားဒီနေ့ဗီဒီယိုမှာတော့ဒေါ်လာထွက်နေတဲ့လူတစ်ယောက်ကိုတည်ငြိမ်အေးဆေးသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့60စက္ကန့်စိတ်ပညာအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်စိတ်ပညာရှင်ဂျိမ်းဘော်ထထေလာရဲ့ပြောကြားချက်အရဒေါ်လာဓာတ်ဟာခန္ဓာကိုယ်ထဲကိုဝင်လာပြီးပြန်ထွက်သွားဖို့စက္ကန့်60ပဲကြာပါတယ်ဒါပေမဲ့ဒေါ်လာထွက်နေတဲ့လူတစ်ယောက်ဟာ60စက္ကန့်ကျော်တဲ့အထိဒေါ်လာထွက်နေသေးတယ်ဆိုရင်သူဟာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်တွေးပြီးဒေါ်လာကိုပြန်နွေးနေလို့ပါဆိုလိုတာဒေါ်လာကသူ့ကိုထိန်းချုပ်နေတာမဟုတ်ပဲသူကိုယ်တိုင်ကဒေါ်လာကိုထိန်းထားတာပါဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲနံပါတ်1အချက်ကအငြင်းမပွားပါနဲ့သူဒေါ်လာထွက်ပြီးအော်ဆဲနေတဲ့အချိန်မှာခမားကဝင်ပြောလိုက်တာနဲ့သူ့ရဲ့ဒေါ်လာကိုပြန်နွေးလိုက်တာပါပဲနံပါတ်2အချက်ကတော့တိတ်ဆိတ်မှုရဲ့အာဏာခမားရဲ့တည်ငြိမ်တဲ့တိတ်ဆိတ်မှုကသူတို့ရဲ့ဒေါ်လာကိုရိုက်ခတ်သွားတဲ့အခါသူတို့အံ့ဩသွားပါလိမ့်မယ်နံပါတ်3အချက်ကတော့တူတောင်းသောစကားလုံးသူတို့ပြောနေတာကိုနားထောင်နေကြောင်းပြသဖို့အဲ့ဒီလိုလားနားလဲပါတယ်ဆိုတဲ့စကားလုံးတို့လေးတွေကိုအသုံးပါဒါဟာသူတို့ရဲ့60စက္ကန့်ကိုကုန်ဆုံးတော့အောင်ကူညီပေးလိုက်တာပါပဲဒါပေမဲ့အရေးကြီးဆုံးကကိုယ်တိုင်ပါသူများဒေါ်လာထွက်တာကိုကြည့်ပြီးကိုယ်တိုင်ဒေါ်လာထွက်လာတဲ့အခါကိုပြန်မေးပါငါရော60စက္ကန့်စာပဲဒေါ်လာထွက်နေတာလားဒါမှမဟုတ်သူ့ရဲ့အကြောင်းတွေကိုပြန်တွေးပြီးဒေါ်လာကိုပြန်နွေးနေတာလားဒေါ်လာထွက်နေတဲ့အခါပြန်မအောင်ပြီးဖို့ကိုယ့်ရဲ့အသက်ရှူနှုံးကိုနှီးကွေးအောင်လုပ်ပါကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပါတည်ငြိမ်တဲ့လူတွေစီကနေပဲတည်ငြိမ်တဲ့ရလဒ်တွေထွက်လာမှာပါဒီနေ့ဗီဒီယိုလေးကနေပေးခြင်းတဲ့အချက်လေးကတော့ဒေါ်လာထွက်နေတဲ့လူတယောက်ကိုရန်နဲ့တုံ့ပြန်တာဟာမိကိုရင်နာစီနဲ့ငြိမ့်တာပါပဲတိတ်ဆိတ်မှုနဲ့ပဲငြိမ့်တတ်ပါဒီလိုစိတ်ပညာအခြေခံတဲ့နီလာလွေတွေကခမရဘဝအတွက်အတုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခမရတို့ကရောဒေါ်လာထွက်နေတဲ့လူတယောက်ကိုဘယ်လိုငြိမ့်ချအောင်လုပ်လို့ရှိလဲကွန်မန့်မှာဝင်ပြတော့ပေးပါဦးနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာဘုဒ္ဓတာလေးအတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပါဦးအားလုံးပဲတည်ငြိမ်အေးချမ်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်